ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူဒီကိုခန်း YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောညချမ်းလေးပါပေါ့နော်အဲဆိုတော့ဒီဗီဒီယိုလေးကအခုလာမယ့်တစ်ပတ်တာအတွင်းမှာဆင်းလာရမယ့်မွေးကနန်းလေး6ခွက်ရဲ့မွေးအခွေလေးရဲ့ကိုပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီပြီးခဲ့တဲ့တစ်ပတ်တာအတွင်းမှာတော့ကျွန်တော်ရဲ့အကိုမတို့အားလုံးအဆင်ပြေတဲ့လောက်လေးတွေပြေခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်နေပေါ့အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ပေရန်လေးတွေကပြီးခဲ့တဲ့ရက်မှာပဲတန်းပြီးတော့ထွက်လာလိုက်တာအင်္ဂါကနေစလို့နောက်ဆုံးတောက်ကြအထိပဲပေါ့နော်အဲ့တော့၄ရက်တာအတွင်းမှာတော့တရက်ကိုတစ်ချိန်စီလောက်ပေါက်ခဲ့ကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့တစ်ပတ်စာအတွက်ပြီးခဲ့တဲ့မွေးအခွေလေးကလည်းနည်းနည်းလေးနောက်ကျသွားတယ်ဆိုပေမဲ့သူထွက်ရမယ့်ရက်ချိန်တွေမှာထွက်တယ်ဆိုတော့အဲ့ကောင်လေးကိုလိုက်စောကြရင်လည်းအဆင်ပြေကြအောင်မှာပါပေါ့နော်အဲ့ဆိုတော့ဒါပါဖော်မူလာလေးကိုမသွားခင်အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေတဲ့ဖော်မူလာလေးတွေကိုလိုက်ပြီးတော့မှတ်ထားတတ်တဲ့အကူမတွေကတော့ဒီအခွေဖော်မူလာလေးကိုတန်းပြီးတော့သိကြမှာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကလေးပြခဲ့ပြီးတယ်အဲ့တော့ဒီတောက်ကြနေဈေးလေးကိုတစ်ချက်ကြည့်ပေါ့နော်အဲ့တော့မနက်ဈေးမှာဆိုရင်တို့60နေမှာရှိရဲဆိုပြီး6ထိပ်ရှိတယ်ညနေဈေးမှာဆိုရင်13ဆိုပြီးတော့3အပိတ်လေးရှိတယ်အဲ့တော့မနက်ဈေးကထိပ်စီးဖြစ်တဲ့ဒီ9ရယ်ညနေဈေးကအပိတ်ဖြစ်တဲ့ဒီ3ရယ်ဒီ9ဒီ3နှလုံးပေါင်းခြင်းဟာတို့2ရယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဖော်မူလာလေးရဲ့နာမည်ကတောက်ကြနေမနက်ထိပ်နဲ့ညနေအပိတ်ပေါင်းခြင်းဖြစ်ခြင်းဆိုတဲ့ဖော်မူလာလေးပါဆိုတော့ဟုတ်ပါပြီသူကတောက်ကြနေမှာတဲ့မနက်ထိပ်နဲ့ညနေအပိတ်ပေါင်းခြင်းဟာ2လို့ဖြစ်ပြီဆိုတာ ਨੇ သူရဲ့နောက်တစ်ပတ်မှာ1235ဆိုတဲ့လေးလုံးခွေကူကအမြဲတမ်းလာပြီးတော့ဆင်းပါတယ်တဲ့ဒါလေးကိုကျွန်တော်ကလန်ဒါပြန်ပြီးတော့စစ်ကြည့်တဲ့အခါလွန်ခဲ့တဲ့2020ကနေစလို့ပြီးခဲ့တဲ့အပတ်အထိပေါ့နော်9နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာတစ်ချိန်မှပြက်ပင်မတွေ့ရ